အိမ်သုံးလျှက်စစ်ပစ္စည်းတွေအားကောင်းမကောင်းသိရှိနိုင်ရန်မာတီမီတာကိုဘယ်လိုအသုံးပြုတိုင်းတာရမလဲဆိုတာသိပါသလားပထမဦးစွာမိမိတိုင်းတာနည်းလျှက်စစ်ပစ္စည်း၏ခုခံအားကိုတွက်ချက်ခံမှန်းပါဥပမာအနေနဲ့220ဖို့ထမင်းပါဝုတ်ကိုကြည့်ကြရအောင်၎င်း၏ဝင်အားပါဝါသည်900ဝက်ဖြစ်ပါတယ်ဖော်မြူလာအရပါဝါသည်လျှက်စီးကြောင်းနှင့်ပိုအားမြောက်ထားခြင်းနှင့်ညီမျှပါတယ်ထမင်းပါဝုတ်၏သတ်မှတ်ပိုအားသည်220ဖို့နှင့်ဝင်အားပါဝါသည်900ဝက်အားဖြစ်၍ဝင်အားပါဝါ900ဝက်ကိုပိုအား220ဖြင့်စားလိုက်ပါကခံမှန်းခြေအားဖြင့်လျှက်စီးကြောင်းတန်ဖိုး1.3 ampere ရပါတယ်ယခုကျွန်ုပ်တို့သည်ပိုအားနှင့်လျှက်စီးကြောင်းကိုတွက်ချက်ပြီးလျှင်ထမင်းပေါင်း၏ခုခံအားကိုတွက်ချက်ရန်အုံးဖော်မြူလာအားအသုံးပြုပြီးတွက်ချက်ရပါတယ်။ခုခံအားကိုလိုချင်လျှင်ပိုအားကိုလျှက်စီးကြောင်းတန်ဖိုးနှင့်စားပေးရပါတယ်။ခုခံအားသည်ပိုအား220ဖို့ကိုလျှက်စီးကြောင်းတန်ဖိုး1.3 အမ်ပီယာနှင့်စားလိုက်သောအခါခံမှန်းခြေအားဖြင့်ခုခံအားတန်ဖိုး90အုံးရရှိပါတယ်။မာတီမီတာကို200အုံးတွင်လှည့်ထားပြီးခုခံအားပမာဏကိုတိုင်းတာပါခုခံအားတန်ဖိုးဒီ102အုံးဖြစ်နေကြောင်းဖော်ပြနေပါတယ်ကျွန်ုပ်တို့၏ခံမှန်းတွက်ချက်မှုနှင့်နီးစပ်သောခုခံမှုတန်ဖိုးဖြစ်ပါတယ်ဒါဆိုရင်ဒီထမင်းပေါင်းရဲ့အပူကွိုင်သည်ကောင်းစွာအလုပ်လုပ်နေပါသေးတယ်ခုခံအားတန်ဖိုးက1အုံးဖြစ်နေမယ်ဆိုရင်ထမင်းပေါင်းကပြတ်နေပါပြီအိမ်လုံးလျှက်စစ်ပစ္စည်းတွေအားကောင်းမကောင်းသိရှိနိုင်ရန်အခြားနည်းလမ်းတွေလည်းရှိပါသေးတယ်နော်